ချနေတဲ့သူတွေဆိုလို့ရှိရင်လည်းအသေးရွက်လေးတွေနဲ့ပဲတွဲဆဆသမင်းပူလေးနဲ့ပဲတွဲဆဆအရန်ကိုစားလို့ကောင်းတယ်ခရမ်းသေးထောင်းနဲ့အိမ်မှာလွယ်ထောင်းစားဖြစ်လို့ထောင်းနည်းလေးကိုပြန်လက်ညှောက်ပေးလိုက်ပါတယ်ရှင်ကဲဒါဆိုလုံနည်းလေးကိုသိရအောင်ရွေးဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါအောင်နော်ပထမဆုံးရင်နွေးကိုအရင်ပွက်ဆူအောင်တိုက်ထားပေးလိုက်ပါတယ်ရင်နွေးလေးဆူလာပြီဆိုတော့နှစ်ချမ်းချက်ထားတဲ့ခရမ်းသေးအလုံးလေးတွေကိုထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါတယ်ဒီခရမ်းသေးလေးတွေနိုးလာတဲ့အထိပေါ့နော်ဒီခရမ်းသီးထောင်းလေးကတော့ဝဲချနေတဲ့သူများအတွက်ဆိုလည်းအရင်ကိုစီပြေပါတယ်။ချက်ဥပြုတ်အရွက်ပြုတ်တို့နဲ့တွဲစားမယ်ဆိုလို့ရှိရင်လည်းအရင်လိုက်တယ်ပေါ့နော်။ပြုတ်ထားတဲ့ခရမ်းသီးလေးကနူးလာပြီဆိုလို့ရှိရင်တော့ဆက်ထုတ်ပေးလိုက်ပါမယ်ရှင်။ပြီးရင်တော့ငှုတ်သီးစိမ်းကိုပေါ့နော်။ကိုဆက်စားနေတဲ့လောက်ထည့်ပြီးတော့လှော်ပေးလိုက်ပါမယ်။ဒီငှုတ်သီးလှော်ထဲမှာချက်တုံနဲ့တလုံးစာလုံးနဲ့ချက်တုံဖြူ3မှစာလောက်ကိုပါထည့်ပြီးတော့ရေနှင်းငယ်ကိုထည့်ပြီးတော့ရေလေးခမ်းပြီးတော့အနက်လေးမွေးလာတဲ့အထိလှော်ထားပေးလိုက်ပါတယ်ရှင်။ဒီခရမ်းသီးထောင်းလေးကတော့ Thai style လို့လည်းပြောရတယ်ပေါ့နော် Thai တွေထောင်းစားတဲ့ပုံစံလေးပဲဖြစ်ပါတယ်တချို့တွေကြတော့လေဒီခရမ်းသီးထောင်းထဲကိုပလာတိုး၅ပေါင်းလေးကိုပေါ့နော်ကြော်ပြီးတော့အသားလေးတွေပဲနှွှင်ပြီးတော့ပေါ့နော်ထပ်ထောင်းကြပါတယ်အဲ့လိုလည်းအရင်ကစားကောင်းပါတယ်နော်ဒီတစ်ခါတော့ငါမထဲတော့ပေါ့နော်ဒီတိုင်းလေးပဲခရမ်းသီးတစ်မျိုးပဲထောင်းမှဖြစ်ပါတယ်ရှင်လှော်ထားတယ်ငှုတ်သေးချက်သုံးကလည်းအနက်လေးမွေးလာပြီဆိုလို့ရှိရင်တော့ငှုတ်စုံထဲကိုထည့်ပြီးတော့ညှက်သွားတဲ့အထိပေါ့နော်ထောင်းသွားပေးလိုက်ပါမယ်တောင်စင်းလေးပို့လှရအောင်ပေါ့နော်ငှုတ်သေးချက်မုတ်လေးနဲ့ငယ်ဝါထည့်ပြီးတော့ရောထောင်းပေးလိုက်ပါတယ်ရှင်အားလုံးလည်းညှက်သွားပြီဆိုလို့ရှိရင်တော့သူတွေကိုပြုတ်ပြီးတော့အေးခမ်းထားတဲ့ခရမ်းသီးလေးတွေကိုထည့်ပေးလိုက်ပါမယ်နော်ဒီခရမ်းသီးနေရာမှာကခရမ်းရှိသီးကိုသုံးမယ်ဆိုလည်းရပါတယ်ရှင်ကဲပြီးရင်တော့အားလုံးသမသွားအောင်ရောထောင်းထားပေးလိုက်ပါမယ်သမတော်ပြီဆိုလို့ရှိရင်တော့ရတာဆက်ပေးလိုက်ပါမယ်နော်ရတာအတွက်ကတော့အချုံမုံနှင်းငယ်ပြီးတော့ငပြဲရည်နှင်းငယ်ပြီးတော့ထိုင်းငပိရီပါလာနှင်းငယ်ကိုထည့်ပြီးတော့အားလုံးသမတော်အောင်ရောထောင်းပေးလိုက်ပါတယ်ရှင်အားလုံးကိုနှက်သွားအောင်ထောင်းထားပေးလိုက်ပါတယ်ထောင်းသွားလိုက်တာအားလုံးလည်းသမသွားပြီဆိုလို့ရှိရင်တော့ရတာပေါငန်ကိုညှစ်ပေးလိုက်ပါမယ်နော်ရတာပေါငန်ကိုတော့ကိုစိတ်ချက်ပြပေးနိုင်ပါတယ်ရှင်ရတာအတွက်ကတော့သူကငံပြိုင်အနေငယ်နဲ့တံမြာသေးလေးတစ်စိတ်လောက်ကိုပါညှစ်ထည့်ပေးလိုက်ပါတယ်ပုံမှန်ဆိုလို့ရှိရင်တော့ဒီခရမ်းသီးထောင်းမှာတံမြာသေးမထည့်ကြဘူးပေါ့နော်ချင်းတက်လေးလိုချင်တာဖြစ်တဲ့အတွက်တံမြာသေးလေးတစ်စိတ်လောက်ကိုပါညှစ်ထည့်ပေးလိုက်ပါတယ်ကဲပြီးရင်တော့အားလုံးသမတော့အောင်မှွေထားပေးလိုက်မယ်ပေါ့နော်အားလုံးလည်းသမပြီးတော့ရတာလည်းလုံးဝအဆင်ပြေပြီးဆုံးကြမှာပပလေးထားတဲ့နန်းနန်းပင်လေးနှင်းငယ်ကိုအုပ်ပေးလိုက်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့အရင်ကစားလို့ကောင်းတယ်ခရမ်းသီးထောင်းချင်းငယ်ဆက်လေးရတော့စားဖို့အဆင်သင့်ဖြစ်နေပါပြီရှင်အနက်လေးဆိုလို့ရှိရင်လည်းမှွေးနေရောပေါ့နော်တို့ကြအဆုံးနဲ့ထမင်းပူလေးနဲ့တွဲစားဖြစ်ပါတယ်အရင်လည်းလိုက်ဖက်တယ်ပေါ့နော်အခုလိုမျိုးလေးကော်ပီတော့ပြုတ်လေးတွေနဲ့တွဲစားရင်လည်းအရင်ကိုလိုက်ဖက်ပါတယ်ကဲခုဆိုလို့ရှိရင်တော့လောကူညက်ဆန်ပြီးတော့စားလို့ကောင်းတယ်ဖြူတို့ရဲ့ခရမ်းသီးထောင်းလေးရတော့စားဖို့အဆင်သင့်ဖြစ်နေပါပြီရှင်စားလို့လည်းကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆင်ပြေမယ်လို့ညွှန်လင့်ပါတယ်ရှင်ကဲဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ